အားလုံးပဲမင်္ဂလာပါ sharing မိုင်စင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ PG ကနေ PV ကိုချိန်ထားပြီးတော့ဒီစလစ်ထဲမှာစာအုပ်ထုတ်ပြီးလာထုတ်ကမဲ့ရက်ကိုရေးပေးလိုက်တယ်ပေါ့နော်ပုံမှန်တိုင်းဆိုရင်ရုံးဝင်တဲ့တရက်မှာတစ်ခါတည်းစလစ်ရတယ်ပြီးရင်နောက်2ပတ်လောက်နေရင်ဒီစာအုပ်လာထုတ်မဲ့ရက်ကိုစလစ်ထဲမှာရေးပေးလိုက်တယ်ပေါ့နော်အခုဘာတွေဖြစ်လဲဆိုရင်ဒီစလစ်ထဲမှာစာအုပ်ထုတ်ကမဲ့ရက်ကိုတော့တွားထုတ်ကြတယ်ဒါပေမဲ့စာအုပ်မရဘဲနဲ့ရက်ပြန်ချိန်တဲ့ဟာတွေရှိတယ်အဲ့ဒါလေးကိုလာပြောပြပေးတာပါအဲ့တော့ J2B တွေကချိန်မိတာလက်တလုံးအောင်မှချိန်မိတာဒီ J2B တွေကလေ PGA ကနေ PE ကိုချိန်တယ်လို့ပဲဒီစာအုပ်တွေကိုစီစစ်တာတွေရှိတယ်အဲ့တော့ဒီကိုစလစ်ထဲက data ကိုတစ်ပတ်နှစ်ပတ်နောက်ကျနိုင်တယ်အဲ့ဒါကလည်းကျွန်တော်အရင်တော့လုပ်ဘူးတဲ့လူတွေကိုကျွန်တော်ကြိုပြီးပြောပြတာရှိတယ်ဒါပေမဲ့ကျွန်တော်နဲ့လုံးဝမဟုတ်ဘူးတခြားမှလုပ်ပြီးကိုယ်တိုင်ဝင်ချိန်နေတဲ့လူတွေအတွက်ပြောပြပေးတာပါဒီ J2B ကိုချိန်ထားပြီးတော့စလစ်ထဲက data စာအုပ်မထွက်လာခဲ့လို့ရှိရင်စိတ်ညစ်နေမှာဆိုလို့ပါစာအုပ်ကထွက်တာထွက်တယ်ဒါပေမဲ့ဒီနေပြည်တော်ကနေစာအုပ်တွေပြန်စီစစ်တာဖြစ်တဲ့အတွက်တစ်ပတ်နှစ်ပတ်နောက်ကျနိုင်တယ်အဲ့တော့ဒီရန်ကုန်မှာနေတဲ့လူတွေကတော့ကိစ္စမရှိဘူးနေရနေရန်ကုန်ကို J2B လာချိန်ပြီးတော့နေပြန်သွားတဲ့လူတွေကတော့စလစ်ထဲမှာစာအုပ်ထုတ်ကမဲ့ data ကို9ရက်သို့မဟုတ်တစ်ပတ်လောက်နောက်ကျပြီးတော့မှလာထုတ်စီခြင်းနဲ့အဲ့လာမှလည်းစာအုပ်ထွက်မဲ့ရက်တက်ပို့ပြီးတော့ quality ကျနိုင်တော့တယ်အဲ့လိုမှမဟုတ်ဘဲနဲ့စလစ်ထဲမှာပါတဲ့ data ကိုလာထုတ်တဲ့အခါမှာစာအုပ်ထွက်တဲ့လူကလည်းထွက်တယ်ဒါပေမဲ့ဒီတစ်ပတ်လောက်ပြန်စောင့်ခိုင်းတာတဲ့လူကလည်းစောင့်ခိုင်းနေပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မို့နေရနေဒီကိုလာတာဖြစ်တဲ့အတွက်ခရီးရလည်းဝေးတယ်အဲ့တော့ကိုယ့်ရဲ့စလစ်တဲ့ data ကို9ရက်တစ်ပတ်လောက်ခွာပြီးတော့ပဲလာသေးခြင်းနဲ့လက်ရှိ PG to PV တွေကတဒန်းတစ်နှစ်ပဲပေးတယ်အဲ့ဒါတွေကလည်း TV ပဲဖြစ်မှာပါကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းပြောပြပေးထားတယ်ဒါပေမဲ့ပိုကောင်းသွားတာတကူကဘာလဲဆိုရင်နိုင်ငံပြင်ပကိုထွက်เสียမလို့ပဲနဲ့ဒီတနေ့ရတဲ့တက်တန်းဟာ6လတက်တန်းကျန်တဲ့ချိန်မှာတက်တန်းပြန်တိုးမယ်ဆိုရင်တက်တန်း9နှစ်ရတဲ့ PV ကိုရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ PG to PV ချင်းနေတာပဲဖြစ်ဖြစ်အသက်လျှောက်နေတာပဲဖြစ်ဖြစ်တက်တန်းတိုးပဲဖြစ်ဖြစ် passport လုပ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39988290 8554နဲ့399996 0995တို့ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရတယ်လို့ကျွန်တော်ရဲ့ဒီ Facebook page ဖြစ်တဲ့ Faster Passport One Stop Service ဆိုတဲ့ဒီ page လေးကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ page မှာဒီအသေးလျှောက်တာပဲပြည့်တက်တန်းတို့ passport အပြောက်လျှောက် PG to PV PG to PE PS တင်မောတာ passport နဲ့ပတ်သက်တဲ့ one stop service တွေအကုန်လုံးပေးတာမို့လို့အချိန်မီဆက်သွယ်ဆုံးခံမေးမြန်းနိုင်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီကျွန်တော်ရဲ့ဒီ TikTok comment အောက်မှာလည်းသိချင်တာတွေကိုလာမေးမြန်းလို့ရပါတယ်ကျွန်တော်အနေနဲ့ reply လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ J2B ချိန်ထားပြီးတော့စလစ်ထဲကစာအုပ်စလစ်ထဲကတိတ်တိုင်းစာအုပ်မထွက်လို့စိတ်ပူနေတဲ့လူတွေအတွက်လာပြောပြပေးတာပါစာအုပ်ကထွက်ပါတယ်တစ်ပတ်နှစ်ပတ်ပဲနောက်ကျနိုင်တာပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ